Hello ဒီနေ့ဗီဒီယိုလေးမှာတော့ညီမတို့ကိုဆိုမြန်မာကုမ္ပဏီမှာရရှိနိုင်မဲ့ Open Door CV လေး2မျိုးကိုမိတ်ဆက်ပေးကြပါမယ်။ဒီ CV လေး2မျိုးကတော့အတန်လုံးအပိုကားတဲ့ကိုဆို brand Double Classic CV လေးဖြစ်တဲ့ NG65 Open Door CV လေးရဲ့ဈေးနှုန်းတက်တာပြီး quality ကောင်းတဲ့ local မှန်တစ်ထပ်80 Open Door CV လေးရဲ့ဖြစ်ပါတယ်။ပထမဆုံးအနေနဲ့အတန်လုံးပူကားတဲ့ကိုဆို brand Double Classic CV လေးဖြစ်တဲ့ NG65 Open Door CV လေးကိုမိတ်ဆက်ပေးကြပါမယ်။ဒီ CV လေးရဲ့ handle ပတ်တာနဲ့ low accessory လေးတွေအကုန်လုံးကိုတော့9နှစ်အာမခံရှိတဲ့ Italy နိုင်ငံထုတ် Storo brand လေးနဲ့အသုံးပြုပေးထားပါတယ်။ဒီ CV မှာသုံးပေးထားတဲ့ Storo brand ပတ်တာတွေကကျိုင်းတုပ်ပတ်တာမျိုးအစားဖြစ်တဲ့အတွက်ကြောင့်တကားဖွင့်လိုက်ရင်90ဒီဂရီမှာပဲတက်နေရမျိုးမဟုတ်ပဲညံရုံကတ်လို့ရတဲ့အထိဖွင့်ချလိုက်လို့ရတဲ့အတွက်ကြောင့်လူဝင်လူထွက်များတဲ့နေရာတွေအတွက်တော့တော်တော်လေးအဆင်ပြေစေပါတယ်။ပတ်တာရဲ့ပမာဏကိုလည်းစုပေါင်း400တိတိအသုံးပြုပေးထားတဲ့အတွက်ကြောင့်တကယ်ပဲ weight ကိုခံနိုင်ရှိစေကနှစ်ကြာရှိတဲ့အထိအသုံးခံနိုင်ပါတယ်။ဒီ CV ရဲ့ frame ကျယ်ကတော့65mm ရှိပါတယ်။အလူမီနီယံထူကတော့1.6mm ပါ။အတန်လုံးပူကာဖို့အတွက်အဓိကထုတ်လုပ်ထားတဲ့ CV လေးဖြစ်တာကြောင့်မှန်နှစ်ထပ်ပါဝင်ပါတယ်။တကားပိတ်ရတာကိုပုံမတင်းကျပ်လုံခြုံမှုရှိစေပြီးလေဝင်မောက်ကအစားမရှိစေရန်အတွက်တကယ်ရွက်နဲ့ briefing လေးတွေထဲမှာဆိုရင် EPDM liner လေးတွေကိုထည့်သွင်းတပ်ဆင်ပေးထားပါတယ်။ပြင်ပအပူဒဏ်တွေကိုကာကွယ်တားဆီးနိုင်စေဖို့အတွက် PA66 ကာဗွန်စတစ်လေးတွေလည်းပါဝင်ပါတယ်နော်။တကယ်ရွက်တောင်းဆက်လေးတွေကိုလည်း45 degree တက်ရလာပါစွာချိုးပေးထားပါတယ်။ကဲပထမဆုံးအနေနဲ့မိတ်ဆက်ပေးခဲ့တာလေးကတော့အတန်လုံးပူကာဖို့အတွက်အဓိကထုတ်လုပ်ထားတဲ့ NG65 Open Door CV လေးပဲဖြစ်ပါတယ်။နောက်ထပ်မိတ်ဆက်ပေးမှလေးကတော့ local မှတ်တစ်ထပ် CV လေးဖြစ်တဲ့80 Open Door လေးပဲဖြစ်ပါတယ်။ local made CV လေးဖြစ်တဲ့အတွက်ကြောင့်ဈေးနှုန်းတက်တာပြီး quality ကောင်းကောင်းလေးအသုံးပြုရမှာဖြစ်ပါတယ်။ဒီ CV လေးရဲ့လက်ကင်ပတ်တာနဲ့ low accessory လေးတွေကိုဆိုရင် quality ကောင်းတာလေးတွေကိုပဲရွေးချယ်တက်ဆင်ပေးထားဖြစ်တဲ့အတွက်ကြောင့် local made CV လေးဆိုပေမဲ့နှစ်ကြာရှိတဲ့အထိခိုင်ခန့်မှုရှိစွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ frame ကျယ် 80mm ရှိပြီး aluminum ထူကတော့ 1.6mm ရှိပါတယ်။မှန်ကိုတော့ 10mm တန်းပါ single glass အသုံးပြုပေးထားပါတယ်။ဒါလေးတွေကတော့ဒီ80 Open Door CV လေးမှာထည့်သွင်းသက်ဆင်ရတဲ့ accessory လေးတွေပဲဖြစ်ပါတယ်။ဒီ CV လေးမှာသုံးပေးထားတဲ့ပတ်တာအမျိုးအစားလေးကကျိုင်းတုပ်ပတ်တာအမျိုးအစားလေးဖြစ်တဲ့အတွက်ကြောင့်တကားဖွင့်ရင်90ဒီဂရီမှာပဲတက်နေရမျိုးမဟုတ်ပဲညံရုံကတ်လို့ရတဲ့အထိဖွင့်ချလိုက်လို့ရတဲ့အတွက်ကြောင့်လူဝင်လူထွက်များတဲ့နေရာတွေအတွက်တော့တော်တော်လေးအဆင်ပြေစေပါတယ်။တကယ်ရွက်ဝိတ်ကိုခံနိုင်ရှိစေရန်အတွက်လည်းပတ်တာစုပေါင်း400တိတိကိုအသုံးပြုပေးထားပါတယ်။တကားတောင်းဆက်ချိုးလေးတွေက45 degree ချိုးလေးတွေဖြစ်တဲ့အတွက်ကြောင့် CV လေးရဲ့အလှကိုပုံမပေါ်လွင်သွားစေပါတယ်။ကဲဒီ CV လေးကတော့ local မှတ်တစ်ထပ် CV လေးတွေထဲမှာရရှိနိုင်မယ်80 Open Door CV လေးပဲဖြစ်ပါတယ်။ local made CV လေးဖြစ်တာကြောင့်ဈေးနှုန်းတက်တာပြီး quality ကောင်းကောင်းလေးနဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်နော်။